Noun နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို who နဲ့အခြေချဲပြီးရေးထားတဲ့အုပ်စုတွေကို subject နေရာကထားပြီးသုံးလို့ရသလို object နေရာကထားပြီးသုံးလို့လည်းရပါတယ်။ဒီနေရာမှာကျွန်မကတော့ subject နေရာကထားပြီးသုံးပြထားပါတယ်။ဥပမာ Mama who is beautiful လှပသောမမသည် walks in the park ပန်းခြံထဲမှာလမ်းလျှောက်သည်။ဒါကြောင့်လို့ရဲ့ဘက်က walks ပါမမကအနည်းဖြစ်တဲ့အတွက်ကြောင့်မို့ walk မှာ s ထည့်ပေးရပါမယ်။မမဟူပေါ်အခါကာလသည့်ဝယ်ခဲ့သောမမသည် likes the fruits သစ်သီးများကိုနှစ်သက်သည်ဒါကြောင့်လို့ရဲ့ဘက်က likes ပါမမကအနည်းဖြစ်တဲ့အတွက်ကြောင့်မို့ like မှာ s ထည့်ပေးရပါမယ်မမ who is Upa's daughter ဥပ၏သမီးဖြစ်သောမမသည် is a student ကျောင်းသူတစ်ယောက်ဖြစ်သည်ဒါကြောင့်လို့ရဲ့ဘက်က is ပါမမအနည်းဖြစ်တဲ့အတွက်ကြောင့်မို့ is သုံးပေးရမှာပဲဖြစ်ပါတယ်မမ who has served the dinner ညစာစားပြီးသောမမသည် drank a cup of coffee ကော်ဖီတစ်ခွက်တောက်ခဲ့သည်ဒါကြောင့်လို့ရဲ့ဘက်က drunk ပါ